ရွှေကိုဝတ်ထိုင်းနဲ့မှာစူးချင်တဲ့သူတွေအတွက်ဘယ်လိုရွှေရည်ကိုရွေးချယ်ဝယ်ယူသင့်တယ်လဲဆိုတာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကိုကသိပြီးသားဆိုတော့ကြော်သွားပါတော့မသိသေးတဲ့သူတွေအတွက်လာပြီးတော့ပြပြပေးရဖြစ်ပါတယ်။ကိုကဥလဲဝတ်ချင်တဲ့စူးလဲစူးချင်တဲ့တခါတည်းပဲပေါ့နော်။ပြီးသွားအောင်ဘယ်လိုရွှေရည်တွေကရွေးချယ်သင့်တယ်လဲဆိုလို့ရှိရင်နံပါတ်1ရွေးချယ်စရာက15ပဲရည်ဖြစ်ပါတယ်။နံပါတ်2ကတော့14ပဲပြားရည်ဖြစ်ပါတယ်။ဒီရွှေရည်နှမျိုးတည်မြန်မာနိုင်ငံမှာဆိုရင်ရွှေရည်ကောင်းတဲ့ချိန်မှာပါတာဖြစ်ပါတယ်ပေါ့နော်။ဆုံးကတော့16ပဲရည်ပေါ့ဒါပေမဲ့16ပဲရည်ကအထည်အနေနဲ့ပို့မယ်ဆိုရင်တော့အကျန်းမခံဘူးပေါ့နော်ရွှေကအရင်ပြောတဲ့အတွက်ကြောင့်မို့လို့သူဒီပုံတိုင်မှုဖြစ်ပါများလို့ရှိရင်တော့ရွှေကအနှဲငယ်ရောနိုင်ခြင်းရှိတာဖြစ်တဲ့အတွက်ခိုင်မာမှုရှိအောင်ပေါ့နော်အကျန်းလဲခံအောင်ဝတ်လဲဝတ်လို့ရမယ်စုလဲစုလို့ရမယ်ဆိုတဲ့အတွက်15ပဲရည်နဲ့14ပဲနဲ့ပြားရည်ဒီအကောင်းဆုံးနဲ့ဆုံးရှုံးမှုတက်တာတဲ့ရွှေရည်နှမျိုးဖြစ်ပါတယ်ဗီဒီယိုကကိုအတွက်အကျိုးသုံးတရားရတယ်ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပါအချမ်းတည်တဲ့သူတွေလည်းသိရအောင် share ပေးခဲ့ပါအောင်နော်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ပါမယ်